တင်းလာသားသမီးလေးတွေအနေနဲ့လာမဲ့9လပိုင်း2026တလတာဆိုလို့ရှိရင်တော့ကိုဒီကိုဒီလောက်ထိလုံနိုင်ပါလားကိုမှစူပါပါဝါတွေကဒီလောက်ထိရှိနေပါလားဆိုတာကိုတိုင်ကတောင်မသိခဲ့တဲ့အရာတွေအဲ့တော့ပြောချင်တာကကိုလုံနိုင်တဲ့ကိုထင်ထားတာပေါ့နော်ကိုထင်ထားတဲ့ level ထက်ကိုကပို့ပြီးတော့စူးစမ်းနိုင်တယ်ကိုယ့်ရဲ့ကိုယ်ပိုင်အချင်းတွေကဒီလောက်ထိနေပါလားဆိုတာကိုတိုင်ကသိမြင်ခွင့်ကြီးရလာမယ်လားတလားဖြစ်တယ်နောက်တစ်ခုကကျတော့သူများမလုံနိုင်တဲ့အရာတွေပြီးတော့ခါကျတော့ကိုတောင်မှလုံနိုင်မယ်လို့မထင်ထားတဲ့အရာတွေကိုတောင်မှကိုတိုင်လုံနိုင်လာပါလားဒီလောက်ထိကိုလုံနိုင်လာပါလားဆိုတာကိုသိလာမယ်လားတလားဖြစ်တယ်ပြီးတော့ခါကျတော့ဒီလတလတာမှာဆိုလို့ရှိရင်တော့အများနဲ့မတူတဲ့အတိုက်ခံတွေကြုံရတာမျိုးတွေကြုံလာရတတ်တယ်ဆိုလိုချင်တာကအတိုက်ခံတွေကြားကနေပြီးတော့အောင်မြင်မှုတွေရရှိမယ်လားတလားဖြစ်ပါတယ်ရှင်အဲ့ဒီတော့ကြောင့်မလို့တလသားသမီးလေးတွေအနေနဲ့ကဒေါသတွေမာနတွေကိုရှေ့တန်းတင်တာမျိုးတွေမလုပ်ဘဲနဲ့စိတ်ရှည်ပြီးတော့မှသိခံဖို့လိုအပ်ပါတယ်သူများကိုအာမခံတာမျိုးတွေလည်းမလုပ်မိဖို့လိုအပ်ပါတယ်သူတစ်ပါးရဲ့ကိစ္စရက်တွေကြားမှာကိုကအာမခံမိတဲ့အတွက်ကြောင့်မလို့ဂျားဝင်ပြီးဖြည့်ရှင်းရတတ်တယ်ဆိုလိုချင်တာကတော့သူများအပူကကိုယ့်ပူလာဖြစ်တာမျိုးတွေဖြစ်တတ်တယ်ဒီတော့ကြောင့်မလို့အတတ်နိုင်ဆုံးသူများကိစ္စတွေကိုဂျားဝင်ပြီးတော့မဖြည့်ရှင်းမိဖို့လိုအပ်တယ်အာမမခံမိဖို့လိုအပ်ပါတယ်ရှင်ပြီးတော့ခါကြတော့ဒီအဋိဌံပေါ့နော်ကိုလှူတဲ့ခြင်းနဲ့အလှူတစ်ခုပြုနိုင်ဖို့အတွက်အဋိဌံကြည်စီဝင်ထားတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်လေအဋိဌံဒီအောင်မြင်ပြီးတော့မှကိုပြုခြင်းနဲ့အလှူဒန်းတွေလှူဒန်းခွင့်ရရှိမယ်လားတလားလည်းဖြစ်ပါတယ်ရှင်အမျိုးသမီးတစ်ယောက်ရဲ့အကူအညီကောင်းတွေရရှိပြီးတော့မှလက်ရှိလုပ်နေတဲ့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့အခက်အခဲဖြစ်နေတာမျိုးတွေသို့မဟုတ်ငွေချင်းနဲ့ပတ်သက်လို့ကိုကအခက်အခဲဖြစ်နေတာမျိုးတွေနော်သို့မဟုတ်ဒီအလှူဒန်းပြုဖို့အတွက်ကိုအနေနဲ့ဒီလိုအပ်တဲ့လမ်းညွှန်မှုတွေလိုအပ်နေတာမျိုးတွေဆိုလို့ရှိရင်လေအမျိုးသမီးတစ်ယောက်ရဲ့အကူအညီနဲ့ဒီရဲ့အခက်အခဲတွေကိုအဆင်ပြေသွားမယ်ကာလတစ်ခုလည်းဖြစ်ပါတယ်ရှင်ဆိုလိုချင်တာကတော့ဒီလတစ်လတာလုံးမှာအတိုက်ခံနေကြရတဲ့အောင်မြင်မယ်အဲ့ဒီအတွက်ကြောင့်မလို့အရာရာကိုသိရှိသိခံဖို့လိုအပ်ပါတယ်ရှင်အဓိကကတော့ဘာသာရေးကိုပို့ပြီးတော့မှအာယုံစိုက်ပေးပါဘာသာရေးကိုပို့ပြီးတော့အာယုံစိုက်ပေးခြင်းအပြင်ဒီဒေါသတွေမာနတွေပေါ်မှာလည်းကိုတိုင်ကတိတ်ချလေးကိုဒီရှော့ချနိုင်မှာလည်းဖြစ်တယ်လို့ကိုဘာဆက်လုပ်တင်နေဆိုတာကိုလည်းရှင်းရှင်းလင်းလင်းနဲ့ကိုတိုင်ကဒီသိမြင်လာမယ်ကိုတိုင်ကပို့ပြီးတော့မှရလက်တွေကောင်းအောင်ပို့ပြီးတော့လုပ်နိုင်မယ်လားတလားဖြစ်ပါတယ်ငွေကြေးကံတွေကလည်းအတော်လေးကိုကောင်းဝင်နေမယ်လားတလားဖြစ်ပါတယ်ရှင်ကိုမျောလင့်ထားတဲ့နေရာကနေမဟုတ်ဘဲနဲ့ကိုမထင်မှတ်ထားတဲ့နေရာကနေငွေကြေးကံတွေဝင်လာမယ်လားတလားဖြစ်ပါတယ်ရှင်ရစရာရှိတဲ့အကျွေးတွေပေါ့နော်ကိုအနေနဲ့မရနိုင်တော့ဘူးလို့ထင်ထားတဲ့အကျွေးတွေကနေပြီးတော့လေဒီပြန်ရလာပြီးတော့မှငွေကြေးကံတွေလည်းကောင်းပုံမှာဖြစ်တယ်လို့ဒီလုပ်ငန်းအနည်းမှာနစ်မြုပ်နေတဲ့ငွေတွေဆိုလို့ရှိရင်လည်းပြန်ပြီးတော့မှဒီရဲ့ store တွေရောင်းထွက်ပြီးတော့မှငွေပေါ်မယ်လားတလားလည်းဖြစ်ပါတယ်ရှင်အဲ့ဒီတော့ကြောင့်မလို့အရာရာကိုစိတ်ရှိသိခံပြီးတော့မှကိုလိုချင်တဲ့ဒီမှတ်ချက်ပန်းနိုင်တွေရရှိဖို့တေချာလေးစိတ်ရှိသိခံပြီးတော့သွားပါလို့အကောင်းဆုံးအကြံပြုချင်ပါတယ်ရှင်ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကြာပြီးတော့မှလိုအပ်ဆန္ဒတွေပြေဝတယ်လားတလားဖြစ်ပါစေလို့လည်းဆုတောင်းမြတ်တာပို့သပေးလိုက်ပါတယ်ရှင်ကျမရဲ့မြတ်တာတက်ကိုခံယူသွားဖို့အတွက်လည်းဒီဗီဒီယိုဖိုင်လေးကိုအသေးပေး share ပေးသွားဖို့မမေ့ပါနဲ့နော် knowledge sharing တွေ free reading တွေကိုလည်းမကြာခဏတင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်လည်းဆရာမရဲ့အကောင့်ကိုလည်းအထားဖို့မမေ့ပါနဲ့နော်နောက်တစ်ခေါက်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြပါမယ်ရှင်